ဒီတိုင်းလွှားကိုတမိုင်းတစ်လျှောက်ဖျက်ဆီးလို့မရနိုင်ဆုံးတိုင်းလွှားအဖြစ်လူသိများပါတယ်တန်ချက်ကာတွေကိုဖောက်ထွက်နိုင်တဲ့အထက်မြက်ဆုံးလန်တွေတောင်မှဒီတိုင်းပေါ်မှာအစင်းရတစ်ခုတောင်မကြံအောင်မလုပ်နိုင်ခဲ့ပါဘူးဒါပေမဲ့တိုက်ခိုက်သူတယောက်ကတိုင်းလွှားပေါ်မှာအပေါက်သေးသေးလေးတစ်ခုကိုအမြန်သတိထားမိသွားပါတယ်ဒါဟာအားနည်းချက်တစ်ခုလို့သူတို့ထင်ခဲ့ကြတာကြောင့်အသက်ကိုအောင်အာယုံစိုက်ပြီးသူတို့ရဲ့လန်ကိုအဲ့ဒီအပေါက်စီတဲတဲပစ်လိုက်ပါတယ်ဒါပေမဲ့သူတို့မသိတာကဒီအပေါက်ဟာတကယ်တော့တေချာဒီဇိုင်းအထုတ်ထားတဲ့ထောင်ချောက်တစ်ခုပဲဖြစ်ပါတယ်ရင်းရဲ့ရည်ရချက်ကရန်သူကိုအားနည်းချက်အဖြစ်လှည့်စားပြီးပြန်လည်တိုက်ခိုက်ဖို့အခွင့်အရေးဖန်တီးတာဖြစ်ပါတယ်လန်နဲ့တိုက်ခိုက်မှုမအောင်မြင်တဲ့အခါတက်မှုကအစီအစဉ်တစ်ခုကိုအမြန်ထုတ်လိုက်ပါတယ်သူကမြင်းစီစစ်တီနှစ်ယောက်ကိုတန်ကြိုးတစ်ချောင်းဆွဲပြီးသူတို့စီကိုပြေးဝင်ခိုင်းလိုက်ပါတယ်တန်ကြိုးဟာဒိုင်းလွှားတွေကြားကဟာကွက်တွေထဲကနေဖြတ်သွားပြီးသူတို့ရဲ့ခံစစ်ကိုချက်ချင်းပဲပြိုကွဲသွားစေခဲ့ပါတယ်တခြားမြင်းစီစစ်တီတွေကဒါကိုမြင်ပြီးချက်ချင်းတိုက်ခိုက်ကြပေမဲ့တက်ချက်ကြီးကအမြန်ပဲသတိထားမိသွားပါတယ်သူကလူတိုင်းကိုချက်ချင်းပြန်စုခိုင်းပြီးပိုမိုခိုင်မာတဲ့ဒိုင်းလွှားတိုင်းကြီးတစ်ခုကိုတိစောက်လိုက်ပါတယ်ရန်သူကတန်ကြိုးနဲ့ထပ်မံတိုက်ခိုက်လာတဲ့အခါဒိုင်းကင်စစ်တီနှစ်ယောက်ကချက်ချင်းပဲတိုက်ခိုက်လိုက်ပါတယ်သူတို့ရဲ့ဒိုင်းလွှားတွေကိုအသုံးပြုပြီးပြေးဝင်လာတဲ့မြင်းတွေရဲ့ခြေထောက်တွေကိုရိုက်ချိုးလိုက်ပါတယ်ပြီးတော့သူတို့ကဒိုင်းလွှားတွေရဲ့နောက်ွယ်ကိုအမြန်ပဲပြန်ဝင်သွားကြပါတယ်တန်ကြိုးနဲ့ပြူဟာထပ်မံကြရှုံးသွားတဲ့အခါတက်မှုကသူ့ရဲ့လက်မောင်းကိုချက်ချင်းမြောက်ပြီးတပ်ဖွဲ့ဝင်တွေကိုအမိန့်ပေးလိုက်ပါတယ်တင်းနဲ့တွေအစင်သင့်ဖြစ်ပြီလားPeach ဒိုင်းကင်စစ်တီတွေကဒါကိုမြင်ပြီးသူတို့ရဲ့ခံစစ်ပုံစံကိုအမြင်ကြီးလိုက်ကြပါတယ်မြင်းစီစစ်တီတွေကသူတို့ရဲ့တင်းနဲ့တွေကိုမြောက်ချိန်ရွယ်ပြီးတယောက်ပြီးတယောက်ပြစ်ခတ်လိုက်ကြပါတယ်ကြီးစံတွေဟာမုံတိုင်းတစ်ခုလိုစစ်မြေပြင်ကိုဖျက်ကျော်သွားခဲ့ပါတယ်ဒါပေမဲ့မယုံနိုင်စရာကောင်းတာကကြီးစံတိုင်းကိုဒိုင်းလွှားတွေကတားဆီးနိုင်ခဲ့ပါတယ်တင်းနဲ့သမားတွေဟာအံ့အားသင့်ပြီးကြောင်တောင်ဖြစ်သွားကြပါတယ်ဒီဒိုင်းလွှားဟာတာမန်ပစ္စည်းတစ်ခုမဟုတ်တာကိုသိလိုက်ရပါတယ်ရင်းရဲ့အပြင်ဘက်အလွှာကိုပြော့ပြောင်းအေးတဲ့တတူကွက်တွေနဲ့ပြုလုပ်ထားပါတယ်အတွင်းဘက်အလွှာကိုတော့ခိုင်မာတဲ့တံမဏိပြားတွေနဲ့စီထားပါတယ်ဒီထူးခြားတဲ့ဖွဲ့စည်းပုံဟာရိုက်ခတ်မှုတံကိုစုပ်ယူနိုင်တယ်လို့ပြန်လည်တွန်းကန်နိုင်တာကြောင့်ဖျက်ဆီးဖို့မဖြစ်နိုင်တော့ပါပဲမိနစ်အနည်းငယ်အတွင်းမှာပဲမြင်းစီစစ်တီတွေရဲ့ကြီးစံတွေကုန်သွားခဲ့ပါတယ်သူတို့တွေကြီးစံမြန်ပြန်ဖြစ်နေတော့မှာပဲတက်ချက်ကြီးကတိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပါတယ်ဒိုင်းကင်စစ်တီတွေကတတန်းပြီးတတန်းရှေ့ကိုတိုးပြီးတိုက်ခိုက်လာပါတယ်သူတို့တွေတိုက်ခိုက်လို့ရတဲ့အကိုအာဝေးကိုရောက်တဲ့အခါမှာတော့ပြင်းထန်တဲ့တုပ်ပြန်တိုက်ခိုက်မှုကိုစတင်လိုက်ပါတယ်ဒါဆိုရင်ဒီဒိုင်းလွှားကိုဖောက်ထွက်ဖို့တင်ကဘလို့နေလန်းကိုတုံးမလဲတင်းရဲ့အဖြေကို comment မှာရေးပေးခဲ့ပါဦး